အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုမှာအရာနားထောင်လို့ကောင်းတဲ့ Kidalix တစ်ခုကိုအတူတူနားထောင်ကြမယ်ပြီးရင်အဲ့ဒီဟာကိုဘယ်လိုသိရတယ်လဲဆိုတာဒီဆရာတယောက်ကနေပြီးမှတေချာဒီအနည်းရဲ့ပြီးရင်ထက်နှုံးတဲ့ဘာတခါတဲ့ဒီဝါဒနာရှင်များအတွက်လွယ်ကူအောင်ပြသပေးသွားတာဖြစ်ပါတယ်โอเคအတူတူလိုက်ကြည့်ကြမယ်နော်โอเคဒီဟာကိုဘယ်လိုတီးရတယ်လဲဆိုတာဆက်ကြည့်အောင်โอเคသူတီးထားတာတူလေးဆိုပေမဲ့အရာနားထောင်လို့ကောင်းတယ်ဝါသနာရှင်များအနေနဲ့လိုက်တီးချင်လို့ရှိရင်တူတီးတဲ့အတိုင်းလိုက်တီးလို့ရပါတယ်အားလုံးအဆင်ပြေကြပါစေ